ယာမောင်ဖုံးစေတလုံးမောင်ဖုံးနေမကွဲသေးတယ်မနဲ့မိုးတောက်ရန်အာယုံတက်ချိန်မှာတော့ရောင်ဦးဖုံးကြီးเจ้าဟာအာယုံစွန်းအတွက်လဲကိုရင်ငယ်များအားလုံးကတော့စွန်းကြံယူရန်အေးတန်ကိုအန်တုပြီးစုစုရုံရုံနဲ့လှုပ်ရှားနေကြပါတယ်အဲ့ဒီချိန်မှာထူးထူးဆန်းဆန်းเจ้าရဲ့ဝင်းရံအတွင်းရနေကလေးငိုတန်တဲ့တဲ့ကိုเจ้าကြီးဘောကနေတဲ့တဲ့ကိုကြားလိုက်ရတယ်ကိုရင်ကောသလားတော့ကြည့်လိုက်ပါဦးကလေးတန်ကြားလိုက်တယ်လို့ဟာဦးစင်းကလည်းတော့မကြည့်ရပါဘူးဒါလောက်မှောင်မဲနေတဲ့အထဲနှင်းနေရလဲဒါလောက်ကြနေတာဘယ်ကကလေးကရှိရမှာတော့တရေလားမသိဘူးနော်ဟောပေါ့ပေါ့ရှာရှာကိုရင်ရဲ့ဖုန်ရင်เจ้าထဲမှာဘယ်ကတရေရရှိမှာတော့နေပါကိုရင်တော့မကြည့်ရရင်လဲဦးစင်းပဲတော့ကြည့်လိုက်မယ်ထိုချိန်မှာเจ้าဆုံးစားဆောင်နေရနေကိုတော်တပားကတော့เจ้าစီယာမရှိဖုန်ရင်เจ้าအတွင်းထဲကိုတရေချော့ရမယ်လို့ဆိုပြီးတော့လေဒီလိုနဲ့ပဲကိုရင်နေထဲအသက်အရွယ်ကြီးပြီးအကြီးတန်းတက်နေတဲ့ဦးစင်းတပားကလေအနေငယ်ကြောက်နေပေမဲ့ကိုရင်နေရှိနေတဲ့အတွက်လည်းဟန်မပြက်စင်တစ်ခုပေါ်မှာထွန်းညှိထားတဲ့ဖျောင်းနိုင်ကိုလက်နဲ့အသာအုပ်ပြီးကြောင်းအောက်ကိုဆင်းသွားပါတယ်။ဆောင်းဝင်လာတဲ့အချိန်နဲ့အတူတူလေးပြေးအေးလေးနဲ့အတူတူပဲဝိုးတို့ဝါတာနှင်းနေကြတဲ့ကနေကြောချမ်းပွေရကလေးငိုတန်းလဲဦးစင်းကလည်းအသေးချာတော့တင်ငန်းကိုယုံထားပြီးမဲ့ကြက်သီးထားလောက်အောင်ချမ်းစိတ်နေပါတယ်။ကျောင်းဝင်းထဲကအတန်ကြားရညောင်ပင်ကြီးအောက်မှာတော့ကြိမ်ချင်းနောက်တစ်ခုကိုတွေ့ရပါတယ်။အနေငယ်ရှေ့တို့ပြီးတေချာကြည့်လိုက်တော့ကလေးတစ်ယောက်ကိုအဝိတ်နဲ့တေချာစွာပတ်ထားတာတွေ့လိုက်တယ်။ဒါနဲ့ပဲဦးစင်းလည်းကလေးအေးနေမှာဆိုလို့ကျောင်းမော်ကိုအမြန်ခေါ်လာပြီးကျောင်းနိုင်ဆရာတော်ဖျားကြီးကိုတော့အကျိုးအကြောင်းရှောက်တင်လိုက်ပါတယ်ဆရာတော်ကြီးကလည်းကလေးကိုတေချာကြည့်ရှုပြီးပွေ့ချီလိုက်တယ်ဆိုရင်ပဲကလေးရဲ့အောက်ခြေကျိန်ချင်းနှောင်းပေါ်မှာတော့ငွေရောင်ဆက်တရွက်ရေးပြီးရေးသားမှုအပြည့်ပါဝင်တဲ့စာရွက်တရွက်ကိုတွေ့လိုက်ရပါတယ်ဖတ်ကြည့်လိုက်တော့လေစာထဲမှာရေးထားတာကတော့ကျေးဇူးကြီးမလှပါတော့ဆရာတော်ဖျားကြီးဤကလေးငယ်အား12နှစ်ပြည့်တဲ့အခါလူတစ်ယောက်လာခေါ်ပါလိမ့်မယ်အဲ့ဒီအခါမှာပြန်ထည့်ပေးလိုက်ပါကလေးနာမည်ကိုတော့မောင်ဖုံးလို့မှဲ့ပေးပါဆိုပြီးထူးဆန်းတဲ့စာတော်ဆောင်တွေ့လိုက်တယ်ကလေးကိုတေချာကြည့်လိုက်တော့ကြောပြင်မှာလေထူးခြားတဲ့အမဲကွက်တစ်ခွက်နဲ့အတူတူခေါင်းရဲ့နောက်စီမှာတော့တန်မှန်ထက်လက်ငါးသိခန့်ရှည်လျားနေတဲ့သပင်ကိုမြင်လိုက်ရပါတယ်ဆရာတော်ကလည်းတန်မှန်ပုဂ္ဂိုလ်မဟုတ်ယဟန္တာတစ်ပါးပဲဖြစ်ပါတယ်ဆရာတော်ကြီးကတော့အသက်တစ်ချောင်းကိုကဲကောင်းပါတယ်ဆိုပြီးရေရွတ်ပြီးတော့ကျောင်းမှာပဲမွေးစားကျောင်းသားဖြစ်စေခဲ့တယ်ဒါနဲ့ပဲထူးဆန်းတာကတော့ကလေးလူမန်းသိတဲ့စအရွယ်ကလေးကအသားငါအညီအဟောက်သူများအသက်ဆိုလဲလုံးဝမစားဘူးဦးစင်းတွေကိုရင်နေလဲကလေးအာဟာရချို့တယ်မှာဆိုလို့အားရှိတဲ့အစာတွေကြက်ဥတွေရောကျွေးတာတောင်မှပဲထွေးထုတ်တဲ့အဆင့်ထိပဲကလေး3နှစ်သားအရွယ်ရောက်တော့ကြောပြင်ရမဲကွက်ကလေးဟာထူးဆန်းစွာနဲ့4000ပုံတန်းစမအင်းကွက်လေးတစ်ကွက်ထင်းပြီးတော့ပေါ်လာခဲ့ပါတယ်ဒါဟုတ်တော့ဘယ်သူမှလည်းသတိထားမိပုံမပေါ်ဘူးပို့ပြီးတော့ထူးခြားတဲ့တစ်ချက်ကတော့ကလေးကတော့တယောက်တည်းစကားပြောနေပြီးတော့တယောက်တည်းစော်ကစားနေတာမြင်တဲ့ဦးစင်းတွေကလည်းစိုးရိမ်လာတဲ့အတွက်ဆရာတော်ကြီးထံကိုလျှောက်ပါတယ်တနေ့တော့ဆရာတော်ကြီးကလည်းလူလေးကဘသူတွေနဲ့စကားပြောပြီးတော့စော့နေတာလေအဲ့ဒီလိုဆရာတော်ကြီးကမေးလိုက်ပါတယ်အဲ့ဒီလိုမေးတော့လေတာကျောင်းနောက်ကခြုံရင်းရဲမှာနေတဲ့မောင်နှမ2ယောက်နဲ့စော့နေတာအဲ့ဒီလိုလေထူးထူးဆန်းဆန်းနေပြန်ပြီးတော့ဖြေပြခဲ့ဘုန်းကြီးကလည်းအေးနောက်နေ့ရောက်ရင်အဲ့ဒီနေရာသွားမစော့နဲ့အဲ့ဒီလိုလေနီးမျိုးမျိုးနဲ့ချော့တစ်ခါ6တက်လေပြောမှပဲခဏတာငြိမ်သွားခဲ့မကြပါဘူးဆရာတော်ကြီးစီကိုမောင်ဖုံးလေးတယောက်အပြေးလာတိုင်းနေသူတို့ကသားနဲ့စော့မယ်လို့ပြောတယ်သားကမစော့ဘူးလို့ပြောတော့သူတို့ကအမွှေးရှိကြီးတွေနဲ့အကြီးဖြစ်သွားပြီးတော့သားကိုလည်းသွားကြီးဖျက်ပြတာအဲ့ဒီလိုပြောလိုက်တာအဲ့ဒီတော့သားကမကြောက်ဘူးလားဟာသားကမကြောက်ပါဘူးသူတို့ကိုဂဲနဲ့တောင်မှထုလွတ်လိုက်သေးတာအဲ့ဒီခါကျမှသူတို့ကလည်းငိုပြီးတော့နောက်ဘယ်တော့မှမစော့တော့ဘူးလို့ပြောပြီးတော့ထွက်သွားတာဆရာတော်ကြီးကလည်းဘာပြောမှမသိကျောင်းမှာအနီးနေဖို့အတွက်နဲ့အပြင်ဘုသူဒ္ဓရရှိစီဖို့လဲကပ္ပိယာကြီးနဲ့အတူတူနေခိုင်းလိုက်ပါတယ်စွန်းကြိမ်သွားပို့ရင်သားလိုက်လို့ရလားရတာပေါ့သားလိုက်ချင်လို့လားဟုတ်တယ်ဗျသားတနေ့စော့စရာအဖို့လည်းမရှိပြင်းစရာကြီးလေအေးကွာဒါဆိုရင်အခုသွားမလို့အဘနဲ့လိုက်ခဲ့ရွာထဲသွားနေရင်မောင်ဖုံးကတော့ညောင်မင်းတမင်ကိုကြည့်ပြီးဘယ်သွားနေလဲမသိဘူးမရှိဘူးထင်တယ်လို့လဲရေရွတ်နေခဲ့ပါတယ်ဒီလိုနဲ့စွန်းကြိမ်ပို့ရမယ်အိမ်ရောက်တော့လေအိမ်ထဲကနေငါ့ကိုအမဲသားကျွေးမကျွေးရင်နင်တို့တွေကိုတတ်ပြစ်မယ်အဲ့ဒီလိုပြောလိုက်တဲ့လူတစ်ယောက်ရဲ့အတန်ကိုထင်ရှားစွာကြားလိုက်ပါတယ်အိမ်တိုင်းနဲ့ခေါင်းထဲကိုပြေးဆောင်လိုက်អော်လိုက်လုံနေတာကိုလည်းတွေ့လိုက်ရတယ်အိမ်ထဲကလူတစ်ယောက်ကလည်းဟောကပ်ပြာကြီးအတော်ပဲဗျာကျုံမင်းမခင်ထွေးကမနေ့ကရွာတွေကပြန်လာကြတဲ့ကမူးမမှန်ဘူးဗျအခုလဲဘာဖြစ်နေလဲမသိပါဘူးဟာအခုမြင်ရတဲ့ပုံစံအတိုင်းဆိုရင်အဲ့ဒါအပမိတာကွာဗျာဂမ်ဘီယာမောင်ဖုံးစေတလုံးမောင်ဖုံး